ကျွန်တော်ဒီမှာ CGF lab ကိုသုံးပြီးတော့ဗောနော်ကျွန်တော်တို့ဒီ field lab ပေါ့နော်ကျွန်တော်ဒီကောင်ကိုအဲဆိုမှကျွန်တော်တို့ဒီ field lab ထည့်မယ်ပေါ့နော်ဟုတ်ပြီဒါဆိုလို့ရှိရင်ဒီမှာတော့ကျွန်တော်တို့ဒီ field lab ပေါ့နော် field lab ကိုသွားလိုက်ဒီမှာတော့ဗာရှိလဲဆိုရင်ကျွန်တော်ဒီမှာ ARC တစ်ခုလည်းလောက်တာရှိတယ်ဒီ ARC နှစ်ခုပေါ့နော်သုံးခုလောက်တာရှိတယ်ပေါ့နော်အဲ့တော့ကျွန်တော်ပုံမှန်ကျွန်တော်တို့ဒီ field lab လုပ်နေတဲ့ပုံမှန်ပေါ့နော်ဟုတ်ပြီဒါဆိုလို့ရှိရင်ကျွန်တော်တို့ဒီသူရဲ့ row ပေါ့နော်ဒီဘက်မှာလည်းဒီလိုက်မယ်ပေါ့နော်ဒီကောင်လေးရွှေ့လိုက်မယ်ပြီးရင်ကျွန်တော်တို့ဘယ်လောက်ထားမလဲ radian ပေါ့နော် radian တောင်းမယ်ဒီမှာ radian ပေါ့နော်ဒါ centimeter တော့သူ standard ရထားတယ်ပေါ့နော်ကျွန်တော်တို့ဒီမှာ 9 မီတာတို့ပေါ့နော်9 မီတာထားတယ်9 မီတာထားတယ်ပေါ့နော်ဟုတ်ပြီဒီမှာတော့12 မီတာပဲထားလိုက်မယ်ဒါဆိုလို့ရှိရင်ဒီမှာပေါ့နော်သူရဲ့ဒါ failure area လေးပေါ့နော်ဒီဘက်မှာ failure လောက်လိုက်ပြီးကျွန်တော်တို့12 မီတာနဲ့ပေါ့နော်နောက်တစ်ခုထပ်လုပ်ကြည့်မယ်ပေါ့နော်ဒီမှာ failure ပေါ့နော် failure သွားမယ်ကျွန်တော်တို့ဒီ 2ARC ရွေးလိုက်မယ်ဒီမှာ select ပေါ့နော် select မှတ်လိုက်မယ်ပြီးရင်ကျွန်တော်ဒီမှာတော့သူ့မှာဘယ်လောက်ထားမလဲပေါ့နော်ဒီမှာ7ထားတယ်8ထားတယ်ပေါ့နော်ဒီမှာလည်းဒီ A ပေါ့နော်ဘယ်နှစထားမှာလဲပေါ့နော်တစ်စားပြီးရင်နှစ်စားပေါ့ okay ပေါ့ဒီရတာဒီထားရပြီနော်အောင်လို့အဲဆိုလို့ရှိရင်သူဒီမှာ radian ပေါ့နော် radian 2မျိုးနဲ့ဒီ failure area ရရနော်နောက်တစ်ခုကတော့ဒါကျွန်တော်တို့ဒီမှာပါလိုက်မယ်သူကတော့ ARC 3ခုရွေးခိုင်းတာပေါ့နော်အဲ့ဒီမှာလဲသူကတော့ဒီမှာတော့ radian ကတစ်ခုတည်းပဲသူကအဲ့မှာထည့်ရမှာတော့တစ်ခုတည်းပဲပေါ့နော်ပြီးမှသူကဘာနဲ့ပြန်ချိုးလဲဆိုသူကချိုးနဲ့ပြန်ပြီးတော့ခွဲလိုက်တာပေါ့နော်7ဆိုလို့ရှိရင်အလဲကောင်းသေးတာ7ပေါ့နော်ပြီးရင်သူ7ရဲ့2စပေါ့ဒီကောင်ဆိုရင်3စဖြစ်မှာပေါ့နော်โอเคအဲ့ဒီမှာဆိုလို့ရှိရင်ဒီမှာလဲ7ပေါ့နော်7ဒီမှာ24 36 3စပေါ့နော်အဲ့ဒီပုံစံနဲ့အားတော့ဒီ CGF lab ကိုသုံးပြီးတော့ပေါ့နော်ကျွန်တော်တို့ဒီ failure လောက်တာပေါ့နော် failure လောက်တဲ့နည်းလေး